မျက်နှာဖုတ်ဒီလေဒီကောင်းနောက်ကွယ်ကဆယ်လီဘယ်သူဖြစ်မလဲဖြုံးဝေဆို တီးဆိုပဲမပြောင်း ဒီဆိုပဲဒီဒီ ပြောင်းပါနော်အိတ်ချစ် အိတ်ချစ်မခိုင်လေး ဟုတ်တယ်အိတ်ချစ်ပဲ အိတ်ချစ်ထွန်းထွန်းပြောင်းမဲ့လူတော့အကိုသိပါတယ်အဲ့တော့ကဲထွန်းထွန်းညီလေးပြော तू ပြောရတဲ့စကားတွေကပေါ့နော်ဒါဒီတိုင်းပြောပြတာပါ तू ပြောရတဲ့စကားပေါ်မူတည်ပြီးတော့ပြောင်းရင်တော့တယောက်ပဲကြံတော့တယ်ဒါပေမဲ့အဲ့ဒါအကုန်လုံးနဲ့လည်းတိတ်တော့မရင်းနှီးဘူး ဘယ်လိုလဲ ကိုလိုအရှိမရုပ်ရှင်တကားရိုက်ဘူးတယ်အဲ့တော့အမိုက်ပြစ်တဲ့ကိစ္စပါပါတယ်အဲ့ဒါလိုက်ချောင်းတာပါတယ် ဟာလား ဟုတ်တယ်အဲ့ဒါကြောင့်ပြောင်းချလိုက် ဖြစ်စေအမှန်ပေးခဲ့တယ်နော် ဖြစ်နေတာဖြစ်တော့ညီမလေးပိုးမီ ပုံးပြီ ထွန်းထွန်းကပုံမီဟုတ်ကဲ့ပါကျွန်တော်ဘေးနာက ပုံးပြီလေ လေဒီကောင်းမျက်နှာဖုတ်နောက်ကွယ်ကဆယ် အ လီ မိုက် ကို ပြစ်တာဟိတယောက်ပဲရှိ ဖြုံးဝေဆိုတာတီတီဆွေ ဟုတ်တယ်အတန်ဟော ဒီဒီကဒီဒီနဲ့မခိုင်လေးကအိတ်ချစ်နဲ့ထွန်းထွန်းကပိုးမီဆိုပြီးတော့ခံမှန်းထားတယ် တယောက်တော့မှန်ပါပဲ ပြောင်းတော့မှန်ပါပဲ တယောက်မှန်လည်းခွေးပြပြီ ကဲဆယ်လီစတော်ကြီး၄ယောက်ကတော့အဲ့လိုမျိုးခံမှန်းထားတယ်အဲ့တော့ဟိုလားမဟုတ်လားတော့မသိဘူးနော်ပရိသတ်တွေကောဆယ်လီစတော်တီကောလေဒီကောင်းမျက်နှာဖုတ်နောက်ကွယ်ကဆယ်လီကိုခံမှန်းပြီးသွားပြီဆိုတော့ခံမှန်းချက်ကမှန်မလားမှားမလား မှန်တယ်ငါတို့လေးရော လွဲနေမလားဆိုတာစိတ်လှုပ်ရှားစရာကိုအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ သမီးများမှန်သွားမလားမသိဘူး အမှန်တွေပြောရင်တော့မှန်ပါပဲ အဲ့တော့လေဒီကောင်းလေးအဲ့တော့ဒီကလေဒီကောင်းလေးကမျက်နှာဖုံးချွတ်ပြဖို့အတွက်အစင်းသင်းဖြစ်ပြီလားဖြစ်ပြီနော်ကဲဟုတ်ကဲ့ပါပရိသတ်တွေရောဆယ်လီစတော်ကြီးတွေရောသိကျင်နေကြတဲ့အတွက်လေဒီကောင်းလေးမျက်နှာဖုံးချွတ်ပြဖို့အတွက်အနောက်ကိုခဏလေးလှည့်ပေးပါဦး လေဒီကလေဒီက ဘယ်သူလဲ 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 လေဒီကလေဒီက အိတ်ချီကြီးဖြစ်နေဦး အိတ်ချစ် ဘယ်သူလဲ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 ချစ်လို့ဘယ်သူလဲ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 ချစ်လို့ဘယ်သူလဲချစ်လို့ဘယ်သူလဲချစ်လို့ဘယ်သူလဲဘယ် နေပါရမှာကောင်းလို့ချစ်လို့သမီးမှန်သွားပြီသမီးမှန်သွားပြီသမီးမှန်သွားတယ်မှာဘူးမှန်မှာဘူးမှန်မှာ အိတ်ဖြစ်လာဟုတ်ပါဘူး ကဲအိတ်ချစ်ပဲဖြစ်မလား โอ้ดีပဲဖြစ်မလားကိုတော့ဆရာကြတယ်နော်ကိုထွန်းတော့ ဒါပဲသူကဟင်းအမှန်ပေးရလေအဲ့မှာကြည့်ရပဲ နော်တော့ကြာ his မှန်မပေးဘူး ဟုတ်ကဲ့ပါလေဒီကောင်းမျက်နှာဖုံးနောက်ွယ်ကဆယ်လီကတော့မြန်မာ Idol Season 2 Top 3 Finalist Winner အဆိုတော်ညမာလေးပိုးမီဖြစ်ပါတယ် ဟာ ကဲဝိုင်းစုခိုင်သိန်းနေတီတီဆွေနေအဲဘသူ အဲ့ချစ် အိတ်ချစ်တယ်ကဲ ဒါပေမဲ့ငါတို့ဒီမှာတယောက်မှန်တယ်လေအဲ့လေတို့ဖွဲ့ဒီမှာတယောက်မှန်ရင်တို့ကစင်မောရပဲစင်မောရပဲ၄ယောက်ပေါင်းမှတစ်ခုဒါပဲ ကိုပြောတာလည်းမှန်တော့မှန်ပါတယ်ကိုပြောတာတီးရီဆွေမလားဆွေတော့ဆွေပါတယ်ပိုးမိမိဆွေနဲ့တီးရီဆွေနဲ့နည်းနည်းလေးလဲပါ ဆွေးပါတယ် ဆွေချင်းတော့တူတယ်ဆွေချင်းတော့တူတယ် case တွေဘာလို့အမှန်မပေးရဒီဒီ အမှန်ပေးတယ်ဒါဒီဒီအဲ့ဒါတေချာအာယုံမဆိုင်မိလိုက်လို့လွတ်သွားတာ တေချာနာယူမဆိုင်ဘူး စဉ်းစားလိုက်ဟိုအမှန်ပေးတယ်ဆိုပေမဲ့ဒက်ဤပေးလို့ကလည်းမရအောင်လေအဲ့တော့ရှေ့မှာဒီဒီချစ်တယ်ဆိုတဲ့အကြောင်းကိုမင်္ဂလာဆောင်ကိစ္စလေးနဲ့ပြောလိုက်တော့မင်္ဂလာဆောင်စိတ်ရောက်သွားတာဒီဒီပြောကြည့်လိုက်ဒီဒီရဲ့ချစ်တယ်ဆိုတဲ့ချင်းလေးမှာဘုမီဟာမနီလိုက်ပေးတာလေ ဟုတ်တယ်လေတွေ့လား ဟုတ်တယ်သူဝဲမေးနေတာသူဝဲမေးနေတာဘောမှာ တယ်ပြောမို့ကချစ်နေဖို့လို့ပြောချစ်နေဖို့တချင်းနဲ့မင်္ဂလာဆောင်ထွက်လာမှလားအဲ့လိုပြောလိုက်တာ အဲ့ရှေ့ကိုရောက်သွား အဲ့ တာ တချင်းမှာဟာမိုနီလိုက်ပေးထားလို့နည်းနည်းလေးပြောလိုက်ရင်ဒီပြာ ဟောနည်းနည်းလေးပြောကြလိုက်ဒီဟာကြီးရ အဲ့ လေ ဒါနည်းနည်းလေးမဟုတ်တော့ဘူးလေ ကျမဘာလို့ပြောလိုက်ဖို့ပဲကြံတော့တယ် အာ ကိုထွန်း last minute ကြာဘာလို့ချိန်သွားတာ ဒီ ပြော မှာလေအမိုက်ကြည့်နေချောင်းမှုတယ်ဆိုတာစဉ်းစားကျွန်တော်ကားရိုက်ထားကြာမှမကြသေးတာအဲ့တော့ဘန်ကောက်မှာသွားရတော့အမိုက်ပြင်းနေလိုက်ချော ဟော င်း ဒီအမိုက်ကလေးကဲဝါလို့ငါတို့ဘက်ကနိုင်တော့ ဟုတ်တယ်လေနော်အမှန်တော့တကယ်ဒါ hints တွေဒီတစ်ခေါက်မှာအကြီးပေးခဲ့တာကွာ တကယ်အတိအကျအမှန်ပေး အ တာ မကျတော့မပေးဘူးလေ ဟုတ်လေပေးစရာအမတည်း မခိုင်လေးနဲ့ကိုဖြိုးတော့ပေးချင်ပါတယ်ဒါပေမဲ့ဟိုတပီတို့ကတိတ်မစုံဘူးတဲ့ခါကျတော့ ဖေးဖို့ခက် ဘာမှအမတ်တရလည်းမရှိဘူးဖြစ် ဒင်းသိရမှာလေ ဒီမှန်တဲ့လေနော် ဒီသိရမှာဒင်းသိရမှာ ဟောအဲ့
ချင်းမှာအဲ့လိုမျိုး harmony လိုက်ပေးဘူးတယ်လို့မပြောဘူးအဲ့လိုကြီးပြောမှတော့လေ ဒီစုံစမ်းမဲ့ကိစ္စကြီးဟဲ့ လေ kiss ပေးရဆိုတာလေအဲ့လိုတစ်နေပြောတာမဟုတ်ဘူးလေ तू အဲ့လိုထင်အောင်ထင်မှလေးပြောနေ ထင်အောင်ထင်မှပြည့်ဒါပေမဲ့ဟိုကိုပါဗလဲစဉ်းစားလိုက်တဲ့နည်းနည်းလေးတောင်းလေးလွဲသွားတာ ဟောကိုတို့ကအတန်ဖမ်းတာရယ်နောက်ဆုံးဟာပြောတာရယ်မှာစဉ်းစားမိတယ် တော်လိုက်တာငါညီလေးဟာ ဒါပါအခုညီလေးတော့ရှိမှာဗော တော်လိုက်တာငါညီလေးဟာ အခုညီလေးငါတို့ဆယ်လီစုံတော့ဒီဘက်ကတော့မှန်သွားပြီတယောက်မှန်တယ်တယောက်မှန်တမီးတို့အကုန်လုံးအတူတူပဲတယောက်မှန်အားလုံးတော်လို့ အဲ့ဒီမှန်တဲ့တယောက်ကလည်းဒါပုံမိအကူကြီးမပိုင်မှန်မမလား မအဲ့ဒါတော့နည်းနည်းခဲရင်းတယ်နော်ဟုတ်တယ်ဒါ hints ကိုတေချာလေးပေးလိုက်လို့ ဖမ်းဖို့တော့လိုတာပေါ့ကွာ ဒါပေမဲ့စလီဆုံးတောက်တွေပေါ့နော်တော်ပါဒါ congratulation ပါပုံမီကိုဒါနောက်ဆုံးအဆင့်မှာတော့မှန်သွားတယ်ဘယ်သူပဲမှန်တယ်လို့ပြောလို့ရပါတော့ဒါပေမဲ့တခုတော့နောက်တစ်ခါကြာရင်ကိုယ်တိုင်ထောက်လမ်းမှာအေးချင်းနေမထားပါနဲ့ဟိုလိုဒီလိုမလွတ်ထားချင်းနော် ဟလာဟလာ တရင်ပို့ချင်းပါချင်းလက်မခံဘူး ဖုန်းတွေပါပေးမသုံးတော့ဘူးခလားအဲ့လိုနောက်ပိုင်းကျရင် နောက်ဆိုရင်ဖုန်းလေးပါတက်ရတော့မယ် ဩဟလာ ကဲဘာပဲပြော congratulation ပါပြီးခဲ့တဲ့တစ်ပတ်မှာလုံးဝလွဲသွားပြီမဲ့ဒီတစ်ခါမှာတီလေးထွန်းထွန်းမကဲသွားတယ် မှန်ပါဗျာမှန်အောင်မှန်ပါ စလီဆုံးကြီးတွေအတွက်လက်ခုပ်တန်ချေးဟုတ်ပါပြီ